နောက်ကအားလုံးအနန္တ၅ပါးကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်တခိုးစုံတွဲပါတယ်ပေဆုံးပွဲပိဋကကြီးတခိုးပါတယ်တခိုးကအမေတယောက်တည်းမသိဘူးဇုံတွဲသိပိဋကတခိုးပဲလို့သိမှာတော့ဇုံတွဲဆိုတော့ဘယ်လိုအတွဲတော့မမင်းနဲ့နောက်ပိုင်းဟောရင်ပေါ်လာလိမ့်ဟောရင်ပေါ်လာလိမ့်ကျွတ်တို့သုံးလောကထွတ်ထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝုထိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါခုနှစ်အရွယ်ရှိတဲ့သူကျွယ်ရဲ့သားလေးတစ်ယောက်ကိုအကြောင်းပြုပြီးဟောပါတယ်ဗျာအဲ့ဒီသူကျွယ်ရဲ့သားလေးကိုဘာကြောင့်အကြောင်းပြုဟောသလဲအဲ့ဒီသူကျွယ်သည်သူ့သားခုနှစ်ရွယ်ကလေးနဲ့အတူတကွနေလာခဲ့ရမှတနေ့သ၌ကြတော့ဘေးအိတ်တအိမ်ကိုသွားအဖေပဲသွားတယ်ဆိုတာကလေးကမသိသိရလားပြိဿသိပါဘူးဗျာမသိပေမဲ့ကလေးကပဒကုသလကိုပြိဿပဒဆိုတာခြေရာကုသလဆိုတာလိမ္မာခြေရာကိုလိမ္မာတယ်ခြေရာကိုကြည့်ပြီးတော့ဘသူခြေရာသူသိသူ့ဖခင်ရဲ့ခြေရာကိုကြည့်ပြီးတော့လိုက်သွားလိုက်တာဟောဘေးအိမ်ကြတော့သူ့အဖေတွေ့လူလေးတဲ့မင်းအဖေသွားတာမင်းလည်းမသိပဲနဲ့ဘယ်နဲ့ကြောင့်ဒီလိုက်လာနိုင်သတို့ဖခင်တဲ့ဖခင်ရဲ့ခြေရာကိုကြုတ်သိလို့ခြေရာခံလိုက်လာတာပြည်သားကြီးခုခေတ်သခိုးတွေပေါ်နေတာစုံတော့တွေကျုပ်အဲ့ဒီပညာမျိုးပေးခြင်းတယ်ကျုပ်လည်းမတတ်တော့ခက်မှန်လားပြည်သားကြီးဟန်ကြတော့ပြည်သားကြီးဟောခြေရာခံပြီးတော့လိုက်ခြေရာခံလိုက်လာတာတဲ့နောက်သူ့အဖေကသူ့သားစုံစမ်းလို့၍ဘေးတအိမ်သွားနောက်တအိမ်ကနေပြီးတော့အဲ့ဒီအိမ်ကနေဟိုဘက်အိမ်ကူဟာဟိုဘက်အိမ်ကနေဒီဘက်အိမ်ပြန်ကူဒီဘက်အိမ်ကနေဟိုဘက်အိမ်ကြော်ကူအခုပြီးတော့ရွာပြင်မဲ့ထွက်ပြီးတော့ရွာထဲပြန်ဝင်ပြီးတော့ပြန်ထွက်ပြီးတော့ဇေရဝံကျောင်းသွားဖခင်ကျောင်းတော်သွားဟောသူ့သားလေးကလိုက်လာဟောဗျာခြေသားကြီးကောင်လိုက်လာပြီလူလေးခင်ဗျာဖခင်ရဲ့တဲ့မင်းအခုကြည်စမ်းဒီကိုလိုက်လာအဖေသွားတာသိလို့လားသိပါဘူးတဲ့မသိဘဲနဲ့ဘယ်နဲ့ကြောင့်လိုက်လာတော့ဖခင်နဲ့သားလိုက်လာခြင်းသည်ဖခင်ရဲ့ခြေရာကိုကြည့်လိုက်တော့အမလီသွားထားလိုက်တာလားဖခင်ရဲ့သားမောလောက်အောင်ဟိုဘက်အိမ်ကူဟိုဘက်အိမ်ကတအိမ်ကျော်ပြီးဒီအိမ်ပြန်လာဒီအိမ်ကလာပြီးတော့တအိမ်ထကျော်အတော့ကြဟိုပြန်ဒီသွားတယ်မလီရွာပြင်မဲ့ထွက်ရွာထဲဝင်ပြီးတော့မလီကြောင်းထွက်လာတာကိုဗျခင်ဗျာခြေရာတွေကလည်းဗျာပြောလိုက်တော့မြတ်စွာဘုရားတပည့်တော်သားလေးသည်9နှစ်အရွယ်ရှိပါသေးသည်ဗျာတပည့်တော်ရဲ့ခြေရာကိုသူသိပြီးတော့ခြေရာ၌ကျွမ်းကျင်လိမ္မာသောသားငယ်လေးဖြစ်ပါသည်ဗျာအဲ့ဒါလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကိုတော်မြတ်ကဟဲ့သူကျွဲတဲ့မင်းသားသည်မြေကြီးပေါ်မှာနင်းထားသောခြေရာကိုသာလျှင်လိမ္မာခြင်းဖြစ်ပါတော့ကွယ်ဟောရှေးတုန်းကနောက်အခါတုန်းကဒီလိုမြေကြီးပေါ်နင်းတဲ့ခြေရာခြင်းမဟုတ်ကောင်းခင်တက်သွားသောခြေရာကိုလည်းလိမ္မာတဲ့ပုဂ္ဂိုလ်တွေရှိဘူးတဲ့သူကျွဲမြတ်စွာဘုရားတဲ့ကောင်းကင်ကခြေရာကိုလိမ္မာတယ်ဆိုတာသိကျင်လို့ဘုရားတပည့်တော်အတနာသဖြင့်တရားအခွင့်ပေးပြီးတော့အတိတ်ဇလံကလေးဆောင်းတော်မူပါဗျာရှောက်အဲ့ဒါလို့လျှောက်တော့မှမြတ်စွာဘုရားကိုတော်မြတ်ကအတိတေပါရဏတိယအစရှိသဖြင့်ဟောမြတ်စွာဘုရားကိုတော်မြတ်ဟောကြားခဲ့မဟောဘူးလားပြိဿကြီးဟောပါဗျာဟောလွန်လေပြီးသောအခါမှာတရားနာပြိဿကြီးကျွတ်တို့အတ္တမုခိလို့ဆိုတဲ့ဘလူးမတယောက်ရှိအဲ့ဒီအတ္တမုခိခေါ်တဲ့ဘလူးမသည်ဝတ္တဝင်နတ်မင်းကြီးရဲ့အပိုင်စားပေးခြင်းကိုခံရ
အပိုင်သားကဘယ်လိုပေးတယ်လဲအလျားအဖြစ်ယူဇနာ30ဒီကတယူဇနာ73မိုင်ဆိုတော့ယူဇနာ30ဆိုမိုင်ပေါင်းဘယ်လောက်ရှိ390ဒါကြောင့်တရားနာပိဋကဒါလောက်ရှည်လျားတဲ့နေရာသူအပိုင်စားရအနံအဖြစ်9ယူဇနာပိဋကအနံအဖြစ်65မိုင်ပိဋကရေအနံကအလျားကကျွတ်390အဲ့ဒီနေရာကိုရောက်လာသမျှသူစားစီဆိုတဲ့အပိုင်စားရခဲ့ဒီအပိုင်စားရထားတဲ့အတ္တမုခိဘလူးမသည်လာသမျှလူတွေအကုန်ဖမ်းစားဒီနေ့ပုံသားတယောက်ကခရီးသွားနောက်ကသူ့ပိဋကနဲ့အဲ့ဒီပုံသားကအတော်လှတော့လေကြည်တရားနာပိဋကဘလူးမကလူတွေမြင်တော့စားမလို့တအားပြေးရင်ကနေပြီးတော့ပုံနာမျက်နှာလေးလဲမြင်လိုက်ရောသူအယုတ်ဆိုးသလောက်ပုံနာလှတာတွေ့လိုက်တော့ဟဲလှလိုက်တာပုံနာလေးဟဲမလေးနှာခေါင်းလေးကလည်းသွဲလုံးငါနှာခေါင်းနဲ့ပါဆိုင်တော့သူ့ပါဇက်လေးကလည်းလှလိုက်တာကာကြီးလေးလို့မဲပါဇက်လေးလှတော့ကာကြီးလေးလို့တဲ့ပါဇက်ကလေးကလည်းလှပါဇက်ကလေးလည်းလှတယ်နှာရံကလေးကလည်းသွဲတယ်မျက်လုံးကလေးကလည်းကြည်တယ်ခေါင်းပေါ်ကဆံမင်ကလေးကြတော့2မြင်3မြင်ဟေးတဲ့မျက်နှာလေးပါလားပုံနာမြင်တော့ตาရနှစ်သက်ပြီးတော့ဘလူးမကပုံနာထံတအားပြည့်အသွားဘာပြောကောင်းမလဲနောက်ကပါလာတဲ့လူတွေအကုန်ထွက်ပြေးပုံနာပိဋကတိမရှိတော့ပုံနာလေးကိုဘလူးမကြီးကလေပိဋကမှတ်ထားနော်တနာသွားတယ်ငါစားရင်သူသေးပါတဲ့ငါကလည်းသူ့မျက်နှာလေးမြင်ကြတဲ့ကစားချင်စိတ်မရှိဘူးတဲ့ဘလူးပဲဒီခေတာမဟုတ်ဘူးငါစားချင်စိတ်မရှိဘူးတဲ့သူ့တနာတယ်တဲ့ဟောဘလူးမတနာသွားတော့ပုံနာလေးကြောပေါ်တင်ပြီးတော့သူ့နေရာခေါ်သွားရောကဲပုံနာနဲ့ဘလူးမအတူတကွပေါ့ဗျာအတူတကွပေါ့နေကြထိုင်ကြပုံနာမဟုတ်ပေါ့ဗျာကျွတ်လို့ဆိုကြောက်ပါမျက်နှာနာမကနဲ့ဘာနာမကရဲနဲ့တော့ကြအချိန်မတန်လို့သူဒေါသဖြစ်အခမသိကြိုက်စားကြစားမှာဒါပေမဲ့သူ့ရဲ့စက်နဲ့သူ့ကြတော့ဘလူးမနဲ့ပုံနာအသင်ပြေလို့နေကြသို့တော်လည်းတရားနာပိဋကဘလူးမကလေအဲ့ဒီပုံနာကိုဟောလှိုင်ငူကြီးတဲ့ထားပြီးတော့ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ထွက်ပြေးမှဆိုလို့တဲ့ငါကလူသားစားတဲ့ဘလူးမတန်ရိုးစင်တော့တွေ့ကြမိပြီလေသို့ပါတော့လေတနေ့နေ့တစ်ချိန်ချင်းငါဒုက္ခပေးမှာပဲလို့ငါကိုကြောက်လန့်ပြီးတော့ငါမရှိတော့ထွက်ပြေးမှဆိုရတယ်ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ပိတ်ထားပြီးတော့သူပိုင်ဆိုင်တဲ့မြေပြင်ပေါ်မှာရောက်လာသမျှလူတွေကိုအကုန်လိုက်ပြီးတော့လူပစိုးတွေလူပြီးကလူတွေမှအဲ့ဒါလူတောင်မို့ပစိုးတွေလူအင်ကြီးတွေလူစီတွေလူဆန်တွေလူဘလူအတွက်တုံးဆိုတော့သူ့အဟွာအတွက်ပုံနာအတွက်လူပြီးတော့တရားနာပိဋကရေဟောကြည့်အဲ့ဒါတွေသူ့လင်သားကိုပေးရောဒါဝိဒီအင်ကြီးဝိဒီပစိုးဝိရောတို့ကလူသားစားပြီမဲ့လို့မောင်ကတော့လူသားဖြစ်နေတော့ဆန်းတဲ့စီကိုစားတယ်ရောဒါဒီစားတနာစရာနော်ဘလူးမလည်းပိဋကတနာစရာပေါ့သူခင်ဗျာသူကလူသားစားပြီမဲ့လို့သူ့လင်သားအတွက်ဆန်းနေစီတွေအဝတ်ထဲတွေယူပြီးတော့ဒါတွေကိုကျွေးသည်သူသွားတော့ကြောက်ဖြာပိတ်သူပြန်လာတော့ကြောက်ဖြာဖွင့်ဒီလိုနေတော့လာခဲ့ရဘလူးမသည်သတ်တန်တွေခလို့ဟော6လလွယ်ပြီး10လကြာဖွာပါရောဗျာဒါကျမ်းဂန်နဲ့ပါတဲ့အတိုင်းတော့ဘလူးမလည်း6လ10လပဲလားဖေဟုတ်တယ်6လ10လပဲအဲ့ဒါကျမ်းဂန်ပါတဲ့အတိုင်းမယုံရင်ဗရကုသလမာနဝဇတ်မှာကိုယ့်ဘာကိုရှာကြည့်ကြ6လလွယ်10လကြတော့ဖွာတဲ့မြို့ဖွာတော့သားယောက်ျားလေးဟဲဟန်ကြလိုက်ပါပြီဟောငါ့ကိုပြစ်မသွားပါနဲ့တော့
ပုံနာကပြောတယ်အိုးမင်းကိုဘယ်တော့မှပြစ်သွားမယ်ပြောလို့တော့မဟုတ်ဘူးလေတဲ့လူသားနဲ့ဘလူးမဆိုတော့တနေ့နေ့တစ်ချိန်ချင်းကြတော့ငါဒုက္ခပေးမှာပဲဆိုပြီးတော့စိတ်လေးပြီးထွက်ပြီးမှဆိုလို့ကြောက်ချာကြီးတောင်ပိတ်ထားခဲ့ရတာမဟုတ်လားမတော်ပါဘူးကွယ်စိတ်ချပါတော့စိတ်ချပါဆိုပေမဲ့လို့ကြုတ်ရှိတုံးလားစိတ်ချတယ်ကြုတ်မရှိရင်တော့တော်တော်သားဖပိတ်ခဲရမှာဟောဒီကြောက်ဖြာတိုက်ပိတ်ပါမင်းစိတ်မချပိတ်ပေါ့ဒီလိုနဲ့ကြောက်ချာကြီးပိတ်ထားပြီးတော့ဘလူးမကရှာကျွေးအလုံးလုံးမစားရဘူးလူသားများအဆင်ပြေခြင်းတော့ဘလူးနဲ့တွေ့ပြိတ္တာအဆင်ပြေခြင်းတော့ဗာနဲ့တွေ့တောင်ငူမြို့ကတကားတွေပြောရအောင်ခင်ဗျားတို့ရှာရဖွေရအလုံးလုံးရပင်မနာအဲ့ဒါလို့ရှာကျွေးလောက်ကင်ကျွေးတဲ့ဘလူးမများလိုချင်ဘူးလားအာနာပါနာနဲ့မွေးရတာကြောက်ရှင်ကြောက်နေမှာပါမကြောက်နဲ့ဘလူးကမျက်နှာသာအယုတ်ဆိုးတာမျက်နှာသာအယုတ်ဆိုးတာအစစအရာလူလိုလောက်ကင်ကျွေးတယ်ရှာကျွေးတယ်ဖွေကျွေးတယ်ဒါပြောတယ်ကြည်တရားနာပိဋကကြီးအဲ့ဒါလို့ရှာဖွေလောက်ကင်ကျွေးပြီးတော့လာခဲ့ရသားကလေးကအရွယ်ရောက်လာခဲ့ပြီအရွယ်ရောက်လာတော့ကလေးလေးကကြည်ပြီးတော့သူ့ဖွေမျက်နှာကြည့်လိုက်ဟာဖေးရလှဟာသူ့မေမျက်နှာကြည့်မလေးကြောက်စာကြီးကြောက်စာကြီးရှေ့တော့မေးလို့မကောင်းသေးဘူးဖေးရလှတယ်မေးရရုပ်ဆိုးတယ်အမေကြည့်ပြီးကြောက်နေတယ်မေးမယ်ရှေ့တော့မေးလို့မဖြစ်ဘူးအယုတ်ဆိုးတဲ့မေးရခံရမှာမဟုတ်ဘူးဟာသူ့ဖေးနဲ့နှစ်ယောက်ထဲနေကြဖေးတဲ့ဖေကြတော့လှတယ်ဗျာတဲ့အမေကြတော့ဘာလို့အယုတ်ဆိုးတာဒုံးနဲ့မျက်နှာကြီးကလည်းဘူးတွေဒစ်နေတဲ့သွားကြီးကလည်းရှည်ကြီးပဲတဲ့မျက်လုံးကြီးကလည်းလင်းကွင်းကြီးလောက်တဲ့လက်ကွင်းကြီးလောက်ကြောက်စရာကြီးတဲ့ဖေနဲ့မေဘာကြောင့်မတူကြတာတော့အော်သားကလည်းကွယ်ဘယ်တူမရုံးပါရဲ့အဖေကလူသားမေကဘလူးဗျာလူလေးလန့်သလားလန့်တော့ပေါ့ဗျာဘလူးဆိုရင်ကြုတ်ဒီနေရာမနေချင်တော့ဘူးအော်လူလေးရဲ့ဒီနေရာမနေချင်တော့ဒီလိုမပြောနဲ့လေမင်းအမေကမွေးတော့မင်းကအမေသားပဲကို့အမေဘလူးပဲမကိုကလူပဲသားရဲ့ဘလူးပဲဖြစ်စေလူပဲဖြစ်စေတရိစ္ဆာန်ဖြစ်စေဘယ်လိုပုဂ္ဂိုလ်သတ္တဝါပင်ဖြစ်စေကိုမွေးထားတဲ့သားသမီးကိုအမတန်ချစ်ကြပါတဲ့သားရဲ့ဒါကြောင့်သားရဲ့မင်းဒီလိုမပြောနဲ့နော်ဖေတဲ့ဒီလိုမပြောနဲ့ဆိုပြီးကြုတ်တော့မနေချင်ဘူးဗျာတဲ့ကလေးလေးကအရွယ်ကလေးရလာတော့တရားနာပိဋကကြောက်ဖြာကြီးဖွင့်ပြီးသူ့အဖေပြင်မဲ့ထုတ်ထားသူ့ဖေပြင်မဲ့ထုတ်ထားသူ့မေကပြန်လာဟောဘောင်ရင်ဘာလို့ကွယ်ဘာလို့ပြင်မဲ့ထွက်နေတာတော့အိုးတဲ့ပြင်မဲ့ထွက်နေတာကြောက်ဖြာကြီးပွင့်လို့ထွက်တာလေဟင်ကြောက်ဖြာကြီးဘယ်သူလာဖွင့်တော့မင်းသားဖွင့်ပေးတော့ပါကွယ်လာတောင်းဝင်ပြောင်းဝင်ကြောက်ဖြာကြီးဖွင့်ပြီးတော့လှိုင်ကူလည်းပြန်ထက်ခီးထွက်တော့ပိတ်နောက်တစ်ခါသားလို့သူကဖွင့်ပြီးတော့ဖေပြင်မဲ့ထုတ်ထားပြန်ရောဒီလိုသူ့ဖေပြင်မဲ့ထုတ်ထားတာဖြစ်တော့သားကိုချစ်တဲ့ဘလူးမခမရသည်သားအပေါ်အမြင့်ဒေါသလည်းပါမမထားဘာမှမငင်းမဲချင်းငေါက်ချင်းမရှိမေတ္တာဖွင့်တာဆိုတဲ့ကငြိမ့်သွားရှာသည်မိခင်များရဲ့မေတ္တာဟေးငါညီများနှမများအတူယူထားကြစမ်းပါကွယ်မင်းတို့ငါတို့ရဲ့အမေတွေလည်းဒီလိုပဲဟာဒီထဲအဖေလို့သူကဒုတ်ကြီးနဲ့ရိုက်မဲ့လို့ရင်တော့ဒုတ်သေးသေးနဲ့လုံတော့ကလေးမတော်တဆရိုးဝနုကျိုးသွားရင်ဒုက္ခအမေကဟဲ့မင်းတို့ငါတို့အမေတွေလည်းဒီလိုပဲဟာအဖေလို့သူရိုက်တော့လေအမေလို့သူကတားခဲ့သည်မိခင်ရဲ့မေတ္တာကွယ်ကြီးမားလွန်းလို့ကြည့်အခုမလည်းမမှန်ဘူးငေါက်လည်းမငေါက်ဘူးနောက်တော့တရားနာပိဋကသားလို့သူကဖေတဲ့ဘလူးမရှိနဲ့တော့မနေနဲ့ကျွတ်တို့လူသူပေါ်တဲ့နေရာပြေးကြပါစို့လို့သူ့အမေမရှိကြတဲ့ကြောက်ဖြာကိုဖွင့်ပြီးတော့တရားနာပိဋကကြီးဟောသူ့ဖေကိုထမ်းပြီးတော့တအားပြေးတော့ဘလူးမပြန်လာပြီဟောဟေးလှိုင်ကူကြီးပွင့်နေပါဖြစ်လားလူကလေးဟဲ့တာကိုလည်းခေါ်လို့မရမောင်ရဲ့ဘဲကိုပြန်သွားကြလေတတော်ဟ
ဟာမလေးအေးစစ်စစ်စားနေရတာဟုတ်ပါလျက်ကနဲ့ဘာများအထူးဆန်းစားခြင်းလို့တော်တန်တောင်းတန်းနဲ့သွားပြီးတော့တစ်သီးများရှာဖွေလေသလားတိဥသိဖို့တွေများရှာဖွေလေသလားတာရဲ့လူလေးမောင်ရဲ့အမေခေါ်နေတာကြားရဲ့လားဟိုကပြေးရှိမကြတော့တရားနာပြိဿဟောအမေလို့သူကနောက်ကနေလိုက်ခြေရခံလိုက်တော့တွေ့မောင်ဘာလို့ထွက်ပြေးတာတော့အိုးမောင်ကပြေးတာမဟုတ်ပါဘူးကွယ်တဲ့မင်းသားခိုးပြေးတာတဲ့အိုးဒါကမောင်လိုက်လို့ဖြစ်တဲ့ကိစ္စပါတာလူလေးလာလေးတာရဲ့သွားကြစို့ဆိုပြီးတော့ပြန်ခေါ်သွားပြီးတော့လှိုင်ကူထဲထည့်ပြီးကြောက်ဖြာပေးနောက်တော့သားလို့သူကနည်းနည်းစဉ်းစားမဖြစ်ဘူးဒီတိုင်းတော့နောက်ကလိုက်လာမှာငါအမေရဲ့အာနာပြန့်နှံ့ရာအရက်ကိုငါပိုင်းခြားပြီးသိရင်လွတ်အောင်ပြေးနိုင်တယ်မေးတာကောင်းနည်းနည်းမေ့လောက်တဲ့အချိန်ကျတော့အမေပကလို့မမေရဲ့တဲ့ဟိုမမေတို့ကအသက်ကြီးပါတယ်တဲ့သားတို့ကအသက်ငယ်ပါတယ်တဲ့အကယ်လို့များမမေတို့ကအရင်သေးသွားရင်တဲ့